ဒီဗီဒီယိုကြည့်လိုက်ရင်ကျွန်တော်မောင်နှမတွေမိတ်ဆွေတွေစီးပွားရေးလုပ်တဲ့နည်းနှစ်မျိုးကိုစဉ်းစားလို့ရသွားလိမ့်မယ်ဒီဗီဒီယိုထဲမှာကိုနေဘာလုပ်ပြမှာလဲဆိုတော့ Telegram bot နဲ့ပတ်သက်တဲ့အခြေခံလုပ်ပြမယ် Telegram bot တစ်ကောင်ဆိုတာဘယ်လိုလဲဘယ်လိုတိဆောက်လိုက်မလဲတိဆောက်ပြီးတော့ရင်ကျွန်တော်ဘယ်လိုစီးပွားရေးမျိုးလေးတွေလုပ်လို့ရလဲဆိုတာကိုမျှဝေပေးသွားမယ် Telegram bot တစ်ကောင်ကိုအလွယ်ကူဆုံးဖြစ်မြောက်ပြီးစီးသွားတဲ့အထိအလုပ်လုပ်လို့ရတဲ့အဆင့်အထိဘာတွေလုပ်အပ်လဲဆိုရင်ကျွန်တော်နံပါတ်1က Telegram account လိုတာပေါ့ဖုန်းနံပါတ်တစ်ခုနဲ့ Telegram account ရှင်ရတယ်ဒုတိယတစ်ခုကျွန်တော် anti gravity ဆိုတာလိုတယ် anti gravity က Google ကထုတ်ထားတဲ့ကုန်တင်ရေးလို့ရတဲ့ software အဲ့ဒီကောင် free သုံးလို့ရတာဆိုတော့ download ကတော့ free ဆွဲလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ Gemini Pro account ရှိတဲ့သူဆိုရင်အဲ့ဒီ email နဲ့လာချိတ်လိုက်ရင် anti gravity ထဲမှာတစ်နေ့ကို limit တော့ရှိတယ်ဗျာဒါပေမဲ့ကုတ်ရေးလို့ရတယ်ပြောရရင်နံပါတ်3အဲ့ဒီ bot ကြီးကိုအသက်ဝင်နေစေဖို့အများအားလဲပတ်နေစေဖို့လုပ်လို့ရတဲ့နည်းလမ်းနှစ်မျိုးရှိတယ်တစ်မျိုးကကိုယ့် computer ထဲမှာအချိန်ပြည့် run ထားရမှာအချိန်ပြည့် computer ပိတ်ထားလဲလဲပတ်နေခြင်းနဲ့ဆိုရင်ကျွန်တော် VPS server ဆိုတာလိုတယ်အဲ့တော့ virtual server cloud ပေါ်ဝယ်ပြီးတင်ထားတယ်အဲ့ Telegram bot နဲ့စီးပွားရေးတစ်ခုလုပ်ဖို့အတွက်ကိုကုန်ကျစရိတ်အားလုံးပေါင်းဆိုရင် Gemini Pro ကကျွန်တော်တို့တစ်နှစ်စာကို9000ခွဲ8000ပတ်ချလဲလောက်ရှိတယ် Gemini နဲ့ Omni တို့ဘာလို့ဗီဒီယိုထုတ်တာတွေဘာတွေညာတွေကို anti gravity မှာသုံးလို့ရပါတယ်ဒုတိယတစ်ခု VPS server ကျွန်တော်ကစသချင်းမှာမဝယ်ဖို့အကြံပေးတယ်ဝယ်ရင်တစ်နှစ်စာကိုသူက9သိန်း6သိန်းခွဲပတ်ချလဲ VPS server လို့ Google မှာရိုက်ရှာလိုက်ရောင်းတဲ့နေရာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီချိတ်တဲ့အဆင့်ကိုဒီနေ့မပြသေးဘူး computer တွေကနေလဲပတ်တဲ့အဆင့်ကိုကိုနေမျှဝေပေးမယ် VPS server လာချင်းပေးဝယ်လို့လည်းရတယ်တစ်လမှာ$5 $6 $9အဲ့လောက်ပတ်ချလဲပဲဆိုတော့ပြဿနာမရှိဘူးအရေးကြီးတဲ့အချက်ကကျွန်တော်ဆိုဘာရောင်းပါလဲကို့မှာစီးပွားရေးတစ်ခုရှိပြီးသားသူတွေက Telegram bot လေးတစ်ကောင်တိစောက်ထားလိုက်ရင် customer တွေကို service စာပြန်ဖြေတာတော်တော်လေးတက်တာသွားတယ်နောက်ထပ်စီးပွားရေးတစ်မျိုးကတော့ကျွန်တော်မိတ်ဆွေကျွမ်းကျင်သွားပြီဆရာကြီးဖြစ်သွားပြီဆိုရင် Telegram bot ကိုကျွန်တော်တို့ service ပေးပါတယ်ဝန်ဆောင်မှုပေးပါတယ်ကျွန်တော်လုပ်ပေးပါမယ်ဆိုပြီးတော့ service ပေးလို့ရတယ်ပစ္စည်းဖို့ကဘာဖြစ်သွားမလဲဆိုရင်ခုန VPS server ကြီးတို့ Google Gemini ကြီးတို့ဘာလို့ပစ္စည်းဖို့လက်ခါကျွန်တော်မိတ်ဆွေဉာဏ်ပညာကြီး Telegram ပေါ်မှာလုပ်နေကြတဲ့စီးပွားရေးတွေကတော့အများကြီးပဲရုပ်ရှင်တွေရောင်းတာရုပ်ရှင်ကားတွေရောင်းတာစသည်ဖြင့်ပေါ့ဗျာအဲ့တော့ကျွန်တော်တကယ်ချင်းအားလုံးပေါင်းဆက်ထားတဲ့ NC Shop ရဲ့သဘောတရားပေါ့အရင်ပြမယ်အဲ့ကျွန်တော်မိတ်ဆွေတွေခုမြင်တွေ့နေရတာကဒါ computer မှာရှိတဲ့ Telegram ပေါ့ဖုန်းနဲ့အတူတူပဲဒီလို username တစ်ခုရသွားတဲ့အခါကျွန်တော်တို့ Telegram ပေါ်မှာရိုက်ရှာလိုက်ရင်ဖုန်းမှာပဲဖြစ်ဖြစ် computer မှာပဲဖြစ်ဖြစ် bot ကိုရောက်လာတယ်ပေါ့ဗျာရောက်သွားတဲ့အခါကျရင်ဒီဘက်အောက်မှာခလုတ်တွေရှိတယ်ဒီမှာ start refresh တို့ဘာလို့ညာတို့ဝယ်ယူမယ်ဆိုရင် okay ဝယ်ယူလို့ရတဲ့ product တွေဘာတွေညာတွေပေါ့ဗျာဒီမှာအဓိကပြချင်တာဒီအောက်ကခလုတ်ကလေးတွေရဲ့ဒီခလုတ်ကလေးတွေဒါနှိပ်လိုက်မယ်ဆိုရင်ဘာပေါ်ပါအဲ့ဒါတွေအကုန်လုံးကိုဖန်တီးပြီးတော့ရေးသားတာက bot ဖန်တီးတာပဲဒီခလုတ်နှိပ်လိုက်ရင်ဒီကိုသွားပါကူပွန်တွေကိုတော့ဖန်တီးပေးထားမယ်မပေးထားဘူးစသဖြင့်ကျွန်တော်တို့ဒီမှာကြိုက်တဲ့ခလုတ်တွေကိုကြိုက်တယ်လို့ကိုက bot ရေးနေတဲ့အချိန်မှာပုံဖော်ပြီးတော့ထည့်လို့ရတယ်ကျွန်တော်မိတ်ဆွေဆိုင်လေးကဘယ်လိုပုံစံလေးဖြစ်မလဲဘာခလုတ်ကိုနှိပ်လိုက်ရင်ဘယ်သွားမှလဲအဲ့ဒါတွေအကုန်လုံးပထမဆုံးစဉ်းစားရတယ်။စာရွက်တွေပေါ်မှာအကျမ်းပေါ့ဗျာချပြီးရေးလိုက်အဲ့ဒီအရာတွေအကုန်လုံးချပြီးတော့မှစာနဲ့ထိုင်ရိုက်တာဥပမာအနေနဲ့အလွယ်ဆုံးကိစ္စတစ်ခုစမ်းပြမယ်။ notepad လေးဖွင့်လိုက်ရော notepad လေးဖွင့်ပြီးတော့ကျွန်တော်ရေးချင်တဲ့ဟာတွေအကုန်လုံးကျွန်တော်အဲ့မှာအချိန်တော်တော်ပေးရတယ်။ဒါ sample ပေါ့။ sample မှာကျွန်တော်တို့ idea ကိုရေးချတဲ့အခါ Telegram bot ဖန်တီးမယ်။ဆက်ဝင်လိုက်တဲ့ခလုတ်နှစ်ခုပါမယ်။အဲ့ခလုတ်တစ်ခုကကိုသိချစ်တယ်။ခလုတ်တစ်ခုနှိပ်လိုက်တဲ့နဲ့ကိုသိချစ်လို့ KB ပို့မယ်နော်ဆိုတဲ့ခလုတ်ပေါ်လာမယ်။အဲ့ခလုတ်ကိုဆက်နှိပ်လိုက်ရင်တော့ KB နံပါတ်ထားဆိုပြီးတော့ပြမယ်။ပြီးသွားရင် menu တိုင်းမှာ back key ထည့်မယ်။အဲ့ဒါအကုန်လုံးကကျွန်တော်တို့စာရွက်တွေပေါ်မှာအရင်ချကြည့်လိုက်ရမယ်အရာ okay အဲ့ဒါပြီးသွားရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင် Telegram ထဲမှာ bot father ကိုရှာရမယ်ဒီဘက်တောင်မှာ bot father လို့ရိုက်ရှာအဲ့နေရာမှာအတုပသတိပြုပါ bot father အစစ်ကဘယ်ဘက်မှာအပြချက်ကလေးပါတယ်အဲ့တော့ bot father တွေကိုတွားလိုက်အသစ်ဖန်တီးမယ်ဆိုရင် new bot ဆိုပြီးတော့ကျွန်တော် /new bot ဆိုပြီးကျွန်တော်နှိပ်လိုက်ရုံပဲ okay new bot တစ်ခုဖန်တီးမယ်ဆိုရင်ကျွန်တော်ပထမအဲ့ဒီ bot ရဲ့ရိုးနာမည်ကဘာပေးမှာလဲထားတော့ကိုရေပေါ့နာမည်တစ်ခုပေးလိုက်ပြီပြီးတော့တစ်စစ်မှာကျွန်တော် bot နာမည်ကိုဘာပေးမလဲဆိုရင်အနောက်မှာ underscore bot ပါရမယ်ဆိုတော့1 2 3 underscore bot အဲ့လိုတစ်ခုပေးလိုက်မယ်အဲ့လိုပေးလိုက်တာ ਨੇ အဲ့ဒီအချိန်မှာကျွန်တော်ဘာကိုကူးရမလဲဆိုရင်ဒီနားက token ဆိုတာကိုကျွန်တော်တို့ကူးဖို့လိုသွားတယ်အဲ့ဒီ token ကိုသူများကိုပြလို့မရဒီ token သူများကိုပြလိုက်လို့မြင်သွားပြီဆိုရင်လည်းပြဿနာမရှိဘူးကျွန်တော်တို့ဒီမှာလာပြီးတော့ /mybot ဆိုပြီးတော့ရိုက်လိုက်ကျွန်တော်ဖန်တီးထားတဲ့ bot တွေအကုန်လုံးတန်းစီပြီးတော့ကြာလာလိမ့်မယ်ကိုရေ1 2 3 bot ဆိုတာပေါ်တယ်အဲ့ဒါလေးကိုပြန်နှိပ်လိုက် API token ဆိုတာရှိအဲ့ဒါကိုနှိပ်လိုက်ဒီမှာ revoke current token လို့နှိပ်လိုက်ရင်ကျွန်တော် nego token ကပြတ်သွားပြီးတော့ token အသစ်ပြန်ပေါ်လာလိမ့်မယ်အဲ့တော့သူများသိသွားတယ်ပြဿနာမရှိဘူးကျွန်တော်ဒါမျိုးပြန်လုပ်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ Google ထဲမှာသွားပြီးတော့ anti gravity download ဆိုတာရှိတယ်အဲ့ဒါကိုသွားပြီးတော့နှိပ်လိုက်တဲ့အခါမှာ Mac OS ဆိုရင်ဒါ Apple သမားတွေကဒီကနေ download ဆွဲရမယ် Windows ဆိုရင် Windows သမားတွေကဒီဘက်64 bit ဆိုရင်64 bit Linux သမားတွေကဒီဘက်မှာ download ဆွဲ install လုပ်ပြီးရတဲ့ computer ထဲမှာဒါမျိုးပေါ်လာတယ်ဒီနေရာမှာကြားပြအနေနဲ့တစ်ခုထည့်ပြောချင်တာ anti gravity ကကျွန်တော်မျိုးဆို Telegram ပေါ်မှာမဟုတ် website လေးရေးလို့ရတယ် application လေးရေးလို့ရတယ်အကုန်လုံးဒီမှာရေးချင်တာရေးတစ်ခုတော့ရှိတယ်သူ daily limit ရှိတယ်okay အဲ့တော့ computer ထဲမှာဒီမှာ anti gravity ဆိုတဲ့ဟာကြီးပေါ်လာတော့သူကလည်း ChatGPT လို့လည်းခက်စမဟုတ်ဘယ်ဘက်အချက်မှာ new conversation ဆိုရှိကျွန်တော် conversation အသစ် anti gravity ကို set up လုပ်တဲ့အချိန်မှာကျွန်တော်ဒီအောက် setting ကိုသွားကျွန်တော်တို့ရဲ့ account ဒီအပေါ်မှာ account ဆိုရှိအဲ့ဒီ account ထဲမှာ connect လုပ်ထားပြီးတော့ sign in ဝင်ထားရမယ် email ကကျွန်တော်တို့ Gemini Pro ရှိတဲ့ account ဖြစ်လိမ့်မယ်အဲ့ဒါဆိုရင် Google AI Pro ဆိုပြီးတော့ဖြစ်သွားတယ်ဝက်ဆဆချင်းမှာတော့ဒါမျိုးပြောစရာမရှိသေးဘူးဆိုရင်ဒီဘက်အချက်မှာ create new project ဆိုပြီးတော့ folder တစ်ခုတိဆောက်လိုက်တိဆောက်ပြီးသွားရင်ဒီထဲမှာပဲဖြစ်ဖြစ်တင်ထားလိုက်ကျွန်တော် setting ထဲမှာ project တွေဖန်တီးပြီးသွားရင် project တစ်ခုချင်းစီရဲ့ folder ဆိုတော့ကျွန်တော်ရွေးလို့ရတယ်ဒီဘက် chat box ထဲမှာကျွန်တော်တို့ကဘယ် model ကိုသုံးမှာလဲဆိုတော့ကျွန်တော်ရွေးချယ်ရတယ်
ရွေးချယ်ပြီးတော့အမှ Gemini ဆိုလဲကောင်းတယ်ကျွန်တော်ကတော့ဘာကိုကြိုက်လဲဆိုတော့ cloud ကိုကြိုက်တယ်ဒါပေမဲ့ Telegram bot လောက်ကတော့ဗျ Gemini 3.5 နဲ့ run လို့လည်းရတယ်ကျွန်တော် install လုပ်ထားတဲ့ file တွေ folder တွေထဲမှာပဲဒီကောင်သွားပြီးတော့အလုပ်လုပ်မှာဆိုတော့ကျွန်တော်ဒီနေရာမှာခုနကဒီစာတွေကိုကျွန်တော်ကူးထည့်မယ် Telegram bot ဖန်တီးမယ် copy ကူးလိုက်မယ်ထည့်ပြီးွားရင် Telegram token ဒါဆိုပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်ပြီးွားရင်သူ့ကိုကျွန်တော်တို့ကဒီမှာ run ဆိုပြီးတော့နှိပ်လိုက်ရုံပဲပြီးွားရင်သူ့အလုပ်လုပ်ပြီးတော့သူ့အစားဆုံးရေးသွားလိမ့်မယ်တစ်ဖက်မှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီထဲကကျွန်တော် folder ထဲမှာဒီထဲမှာတင်ထားတာဆိုတော့ Telegram bot အခုနောက်ဆုံးလုပ်နေတာဆိုရင်ဒီမှာ Telegram Coco bot ဆိုပြီးတော့သူ့ folder တွေတိစောက်ပြီးတော့ဖန်တီးနေတယ်အခုသူရေးပြီးွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလဲပတ်ရမလဲဆိုတဲ့ကိစ္စကိုသူ့ကိုမေးလိုက်တဲ့အခါမှာ PowerShell ကိုဖွင့်ပြီးတော့အောက်က command ကိုကူးယူပါဆိုပြီးတော့သူကပြောလိမ့်မယ်အဲ့တော့ကျွန်တော်တို့က PowerShell ဆိုတာကို Windows ကိုနှိပ်ပြောရရင်ဒီမှာ PowerShell လို့ရိုက်ရှာလိုက်အဲ့ဒါကိုကျွန်တော်ဖွင့်လိုက်ဒီအပြာကြီးပေါ်လာလိမ့်မယ်အဲ့အပြာကြီးပေါ်လာတဲ့အထဲကိုကျွန်တော်တို့ခုနဒီဘက်ဘေးကနေသူစီဒီကုတ်ကိုကျွန်တော်ကူးလိုက်မယ်ပြောရင်ဒီဘက်မှာဒီကုတ်ကိုကူးပြီးတော့ထည့်လိုက်မယ်အဲ့ဒါနှိပ်လိုက်ရင် okay အဲ့ဒီ file ရဲ့အောက်ကိုရောက်သွားပြီပြီးရင် step 2 brand.bat ဆိုတော့ကျွန်တော်ကူးမယ် paste လုပ်လိုက်မယ်ပြီးရင်နှိပ်လိုက်မယ်အဲ့ဆိုရင်သူကဘောကိုစပြီးတော့လဲပတ်နေပြီပြီးရင်ကျွန်တော်တို့ဒီမှာ error တက်တယ်ဆိုရင်ကျွန်တော်ဒီက error ကိုကျွန်တော်ကူးမယ်ကူးပြီးွားရင်ကျွန်တော်ဒီထဲကိုပြန်လာထည့်မယ်ဒီမှာ error တက်နေရပေါ့ကူလိုက်အစင်မပြဖြစ်သွားရတော့တောင်းမှမှာရှင်ဘာညာနဲ့အခုထပ်ပြီးတော့စမ်းသပ်ပါအောင်နဲ့ဆိုပြီးတော့နောက်တစ်ချိန်ကျွန်တော်တို့ run ခိုင်းနေဆိုတော့ငါ့ကိုအင်္ဂလိပ်လိုပဲ code တွေအကုန်လုံးရေးပေးပါမြန်မာလိုစလုံးတွေရှောက်မထည့်နဲ့လို့ပြောထားလိုက်တဲ့အချိန်မှာ can you rewrite all the code in English လို့ပဲကျွန်တော်ရေးခိုင်းလိုက်တယ်ဘာလို့လဲဆိုတော့ code တင်ရေးတဲ့အထက်မှာမြန်မာစလုံးတွေပါလို့ error တက်နေရလို့ကျွန်တော်ထင်လို့အဲ့ဒါနဲ့သူကဒီမှာ run သွားပြီးတော့ဒီမှာ starting the Telegram bot ဆိုပြီးတော့စသွားတဲ့အချိန်မှာကျွန်တော်တို့ခုန Telegram ထဲမှာခုန Coco bot ကိုကျွန်တော်လိုက်ရှာကြမယ်ကျွန်တော်ခုနတိစောက်ခဲ့တဲ့ @cocoye123_bot အဲ့ဆိုရင်ကျွန်တော်ဒီအောက်မှာ /start ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ်အဲ့တော့ဒီမှာ start နှိပ်လိုက်တာနဲ့ကျွန်တော်ဒီဘက်အချက်မှာကျွန်တော်တို့ computer ထဲမှာလဲပတ်ထားတာအဲ့ဒါကြောင့်ကျွန်တော်ပြောတာကျွန်တော် VPS server ကိုတင် run ထားရင်ဒီလို computer တွေကနေဒါကြီးကို run ပေးထားစရာမလိုဘူး I love Coco so much Coco is a bad boy so let me send money ကျွန်တော်ထားပါတော့ခလုတ်တစ်ကိုနှိပ်လိုက်မယ်ဆိုရင် Coco စီကို KP ပို့ပေးပါမယ်အဲ့လိုပုံစံဖြစ်သွားတယ်အဲ့တော့ဒီခလုတ်ထပ်နှိပ်မယ်နှိပ်လိုက်မယ်ဆိုရင် KP နံပါတ်ကခုန3991356989ဒီမှာကြာလာနောက်ပြန်ဆုံးမယ်ဆိုရင်နောက်ပြန်ဆုံးမယ်Okay အဲ့တော့ bot ရဲ့သဘောတဘာဝကိုကျွန်တော်မိတ်ဆွေတို့နားလည်သွားပြီ bot ကြီးအသက်သွင်းပြီးလဲပတ်နေဖို့ကျွန်တော်တို့ကဒီ PowerShell နဲ့ Telegram bot ကြီးကိုလဲပတ်ထားရတယ် run ထားရတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ bot ကအလုံးမလက်ဘူးကိုယ့် computer မြန်တယ်လို့ line ကောင်းတယ်လို့မျိုးဒါမျိုးလဲပတ်ထားလိုက်လို့ရတယ်ဟိုကျွန်တော် anti gravity တော့ပြန်လာပြီးတော့ကျွန်တော်ပြင်ကျင်တယ်ခလုတ်တွေအကုန်ပြင်ကျင်တယ်ဆိုလဲဒီအောက်မှာလာပြီးတော့ခလုတ်တွေအကုန်လုံးကိုမြန်မာလိုထားပေးပါပြီးွားရင်ဘော့ဖန်တီးပြီးငါပတ်စံ8ကို control လုပ်ချင်လို့မင်းကြိုက်တဲ့ design နဲ့မင်းကြိုက်တဲ့ set time နဲ့မင်းဖန်တီးဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်တော့ anti gravity ထဲမှာ Gemini engine power ကိုသုံးပြီးတော့သူ့ implementation plan ကိုရေးနေတယ်ဆိုလို့ကျွန်တော်သူဘာတွေလုပ်မယ်ဘာတွေကြိုင်မယ်ဆိုတော့သူ့အစီအစဉ်ဆွဲနေတာပေါ့ဗျာပြောမိဆိုတော့မမေးဘူးကကို computer ထဲမှာ Python တော့ရှိနေဖို့လိုတယ်မရှိဘူးဆိုရင်လည်း Python က free download ဆွဲလို့ရတယ် Google မှာ download Python for Windows ဆိုပြီးတော့ကျွန်တော်ရှာလိုက်အောင်မယ်ရှာလိုက်ပြီးရင်ဒီမှာ download Python ဆိုတဲ့ဟာကိုနှိပ်လိုက်ဒီ cloud လေးကိုနှိပ်ပြီးတော့ကျွန်တော် Python ကို install လုပ်ထားလိုက်အောင်မယ်ကျွန်တော် Python နဲ့ပတ်သက်ပြီးတော့လုံးဝမကျွမ်းကျင်ဘူးဒီ bot အတွက်လိုအပ်လို့သာဆွဲထည့်ထားလိုက်တာအဲ့တော့ခုန anti gravity ပြင်တာဆင်တာပြီးသွားပြီ anti gravity ရဲ့ code ရေးပြီးသွားပြီဆိုတော့ Telegram bot ကိုကျွန်တော်တို့ကဒါကိုရက်မယ်ဆိုတော့ control C နှိပ်လိုက်အောင်မယ်ဒီကောင်ရက်သွားလိမ့်မယ် control C နှိပ်လိုက်ရင် full stop ပေါ့ဗျ application ရက်ပြစ်လိုက်တာယူရရင်ကျွန်တော်နောက်တစ်ခေါက်ပြန် run မယ် okay အဲ့ဒါဆိုရင်ဒီမှာ installing ဆိုပြီးပြန်စနေတယ် starting the Telegram bot ဖြစ်သွားပြီ /start ဆိုပြီးထပ်နှိပ်ကြည့်အောင်ဒီတစ်ခေါက်အဲ့တော့ဒီတစ်ခေါက်ပုံစံပြောင်းသွားပြီမင်္ဂလာပါကိုနေရှင်ဒီမှာကိုပိုင် wallet ပါညာလက်ရှိလက်ကျန်ငွေ okay ဝင်ငွေထည့်မီ okay ဝင်ငွေထည့်မယ်ဆိုထည့်မယ်ပေါ့ဗျာအဲ့တော့အဓိက anti gravity ထဲမှာကျွန်တော်တို့ဟိုပြောလိုက်ရုံပဲကိုလိုချင်တဲ့ခလုတ်ကလေးတွေပုံစံလေးပြောရရင်ကျွန်တော်က terminate လုပ်လိုက်ပါမယ်ဆိုပြီးဒီဘက်မှာ terminate ကိုပိတ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ပိတ်လိုက်ပြီးသွားပြီဒီဘက်မှာကျွန်တော်တို့ဘယ်လိုပဲ start နှိပ်နေအလုံးမလုပ်တော့ဘူးအဲ့ဒါကြည့်ပါပြီဆိုတော့ဒီဗီဒီယိုရဲ့အစအဆုံးကို revision အနေနဲ့ပြန်ရရင်နံပါတ်1ကျွန်တော်တို့ Telegram bot လုပ်မယ်ဆိုရင်ဘာချရေးရလဲဆိုတော့ကျွန်တော်တို့ implementation plan ကျွန်တော်ဘာခလုတ်တွေဘာတွေဘယ်လိုလုပ်ချင်ပါလဲဆိုတော့ကြောရိုးရိုးအင်ချရေးလိုက်နံပါတ်2 bot further ကိုတွားလိုက်မယ် Telegram bot further မှာကိုကြိုက်တဲ့နာမည်တစ်ခုခုနဲ့ bot ကိုဖန်တီးလိုက်မယ်တုံကင်ကိုယူထားပြီးတော့မှတ်ထားလိုက်မယ်နံပါတ်3 anti gravity ကိုကျွန်တော် download ဆွဲမယ်ရှိပြီးသားဆိုရင်အကောင်းဆုံးပေါ့ anti gravity ထဲမှာ Gemini Pro အကောင့်နဲ့ဝင်ထားဖို့လိုတယ်ဝင်သွားပြီးတော့အဲ့ဒီမှာ folder new project ဆိုပြီးတော့ဖွင့်လိုက်ပြီး folder နေရာ D ရဲ့အောက်မှာရှိမှလား C ရဲ့အောက်မှာရှိမှလားကိုယ့်ရဲ့ my folder ရဲ့အောက်မှာရှိမှလားဆိုတဲ့နေရာလမ်းကြောင်းကိုရွေးလိုက်မယ်ရွေးပြီးတော့အဲ့ folder ထဲမှာကျွန်တော်တို့က token ရဒါငါရေးချင်တဲ့ခလုတ်တွေကဒါဆိုပြီးတော့ anti gravity ထဲမှာပစ်ထည့်လိုက်တဲ့အချိန်မှာ Gemini နဲ့ပဲရေး cloud နဲ့ပဲရေးချင်တဲ့ဟာနဲ့ရေးလိုက်သူကအစဆုံးရေးပြီးသွားလိုက်ကောရေးပြီးသွားပြီးတော့ကျွန်တော်ဘာလုပ်ရလဲဆိုရင် PowerShell ကိုဖွင့်ရတယ် PowerShell ရဲ့ computer ထဲမှာရှိပြီးသား PowerShell ကိုဖွင့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ခုန anti gravity ကပေးလိုက်တဲ့ code ငါစဖွင့်ကျင်တယ်ငါ run ကျင်တယ် PowerShell နဲ့ငါလဲပတ်ကျင်တယ်ဘယ်ကနေစလဲပတ်မလဲငါ့ကို directory ပေးပါဆိုပြီးတော့သူစီကတောင်းလိုက်လို့ရတယ်လေလမ်းကြောင်းလေးလေအဲ့တော့ तू ဒီခါလေးကိုကူးထည့်လိုက်ပါဆိုရင်ကျွန်တော်ကူးထည့်လိုက်တယ်နောက်တစ်ခု run ဆိုပြီးတော့နှိပ်ရမယ်ကုတ်ကလေးကိုကူးထည့်ဆိုရင်ကူးထည့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာ Python ရှိနေဖို့လိုတယ် Python မရှိသေးရင် computer တွေကို download ဆွဲထားဖို့လိုတဲ့အတွက်ခုနကကျွန်တော်မိတ်ဆွေကျွန်တော်ပေးတဲ့ link ကနေ Windows ဆိုရင် Windows အတွက် Python ကူးထားလိုက်ပြီးတော့ PowerShell ကိုဖွင့်ထားပြီးတော့ PowerShell ကိုဖွင့်ထားတဲ့လောက် Telegram bot ကအလုပ်လုပ်နေလို့ရတယ်
ဆိုပါစို့ကွန်ပျူတာအဟောင်းတစ်လုံးရှိတယ်ဆိုရင်တော့အမြဲတမ်းအဲ့ဒီမှာလဲပတ်ထားပြီးဖွင့်ထားပြီးတော့ internet နဲ့ချိတ်ဝေးထားလိုက်အဲ့ဒါဆိုရင်တော့အချိန်မီ bot ကိုလဲပတ်နေလို့ရတယ်အဲ့လိုမှမဟုတ် next level သွားချင်တယ်ဆိုရင်တော့ကျွန်တော်က VPS server ကိုဝယ်ရတယ် virtual server ကိုဝယ်ရတယ်ဝယ်ပြီးတော့မှ bot နဲ့လဲပတ်တယ်အဲ့တော့ anti gravity ကကျွန်တော်တို့ ChatGPT လို့ပဲကျွန်တော်တို့ရေးချင်တဲ့အရာရေးချင်တဲ့ application စာနဲ့ vibe coding အထာနဲ့ပဲကျွန်တော်တို့ပြောဆိုနေနေအသေးစိတ်ကျွန်တော်ရေးချင်တာရေးလို့ရတယ် ChatGPT နဲ့စကားပြောမအောင်ငါ ChatGPT ကိုစကားသွားမပြောချင်ဘူး Telegram ထဲမှာပဲလာပြီးတော့ပြောချင်တယ်ပုံထုတ်ချင်တယ်အဲ့ဒါကိုမှ credit သတ်မှတ်မယ်အဲ့ဒါကိုမှ user တွေကိုကျွန်တော်ပြန်ရောင်းစားမယ်ဗီဒီယိုထုတ်တဲ့ဟာတွေလည်းဒီလိုပဲ user တွေအသုံးပြုတဲ့သူတွေအကုန်လုံး okay credit ကို1000မို့ဝယ်ကျွန်တော်စီကနေခင်ဗျာဗီဒီယိုထုတ်လို့ရမယ် CDS နဲ့ထုတ်လို့ရမယ်စသည်ဖြင့်ပေါ့နော်ကျွန်တော်ပုံစံမျိုးစုံစဉ်းစားလို့ရတယ်အဲ့ဒါအပြင် Telegram bot ကို service ပေးပြီးတော့လည်းပုံဖော်ဖန်တီးလို့ရတယ်အခက်အခဲတစ်စုံတစ်ရာဖြစ်နေလို့ service အချက်နဲ့ဆိုရင်ကိုနေတို့ team က Telegram bot လည်း service လုပ်ပေးတယ်အဲ့တော့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေအကုန်လုံးအဲ့လိုလုပ်ပြီးတော့ပတ်စံရှာနေတယ်လို့ပဲဒီမှာအကွက်တွေအကုန်လုံးချပြထားတာကျွန်တော်မိတ်ဆွေတွေတပုံစံနဲ့ live လုပ်လို့ရတယ်ကျွန်တော်တို့ခြံထားဝတ်ထားတာဘာမှမရှိဘူးအဲ့တိုင်းပဲတပုံစံနဲ့လုပ်နေတာသုံးနေတာဒီ tools တွေပဲသုံးနေတာစူးစမ်းကြည့်ပါ fighting မှာဒီထဲမှာကိုနေပြောပြသွားတဲ့ tools တွေကလျှို့ဝှက်ချက်အကုန်ပဲတစ်ခုပဲကြံခဲ့တယ်VPS server ပေါ်တင်နေနီးအဲ့ဒါကတော့ကိုနေ VPS server တစ်လုံးအစ်စ်ထပ်ဝယ်ပြီးတဲ့အခါကျမှကျွန်တော်မိတ်ဆွေတို့ဗီဒီယိုရိုက်ပြီးထပ်ပြပေးမယ်